အရာရာ၌ဂျေဇုတော်ချီးမွမ်းပါတစ်သက်ထဲမှာတစ်သက်ခန်းကြီး9အငယ်18မှာကျမ်းစာကဘာပြောလဲဆိုတော့အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဖျားသခင်အလိုတော်ရှိ၏ဟာလေလုယာတစ်သက်9:18ဘာပြောလဲအရာရာ၌စံမာလဲချီးမွမ်းသမင်းမာလဲချီးမွမ်းအခင်းမရှိလဲချီးမွမ်းအရာရာ၌ဂျေဇုတော်ချီးမွမ်းဆိုတော့အရာရာ၌ဘာကြောင့်ဂျေဇုတော်ကိုချီးမွမ်းရမှာလဲဂျေဇုတော်ချီးမွမ်းတယ်လို့ပြောတဲ့အခါမှာနံပါတ်1ကျမတို့ဝိညာဉ်အရာအတွက်ဂျေဇုတော်ချီးမွမ်းဖို့ဖြစ်တယ်ကျမတို့အားလုံးကဝိညာဉ်လူတွေဖြစ်တယ်လေဝိညာဉ်ကအသက်ရှင်သွားပြီဟာလေလုယာအပြစ်စီရင်ခြင်းမခံရတော့သေခြင်းမှအသက်ရှင်ခြင်းကိုကူးမြောက်ပြီးပြီဖြစ်တယ်ဒီမှာထိုင်နေတဲ့သူကခန္ဓာကိုယ်ကတော့မှန်ပါတယ်တရက်မြေကြီးကမြေကြီးကိုသွားရမှာဒါပေမဲ့ထာဝရရှင်နေတဲ့သူတွေဖြစ်တယ်အဲ့ဒီထာဝရရှင်နေတဲ့ဝိညာဉ်အတွက်ဘုရားယေရှုပြုလို့ဒီနေ့အသက်ရတာဘုရားယေရှုပြုတဲ့အတွက်ဖြောင့်မတ်သူဖြစ်တယ်အပြစ်မစီရင်အစီရင်ခြင်းမခံရတဲ့သူဖြစ်တယ်တန်ရှင်းသူဖြစ်တယ်ယေရှုခရစ်တော်နဲ့အတူအခုကောင်းကင်မှာနေရာရနေတဲ့သူဖြစ်တယ်ဧဖက်နှစ်6ကဘာပြောလဲငါတို့ဟာယေရှုခရစ်အဖြစ်ထမြောက်ပြီးတော့မှကောင်းကင်အရာ၌နေရာပေးတော်မူပြီးခရစ်တော်ရဲ့အထဲမှာတို့ရဲ့ဝိညာဉ်ဟာနေရာရနေပြီဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့အဲ့လောက်ထိချီးမြှောက်ခံထားရတာကောင်းကင်ဘုရင်ရဲ့သားတွေအနေနဲ့ချီးမြှောက်ခံထားရတာအဲ့ဒါဂျေဇုတော်အဲ့ဒီတော့ဘယ်တော့မှမသိနိုင်တဲ့အသက်ရပြီဟာလေလုယာအမြဲတမ်းဖခင်ကိုချီးမွမ်းနေမဲ့သူတွေဖြစ်တယ်ဘယ်လိုမှမနဲ့ဆွဲချလို့မရဘူးမနဲ့ဆွဲလို့မရဘူးဖြောက်မှတ်သူဖြစ်တယ်တန်ရှင်းသူဖြစ်တယ်ပတ်ဝန်းကျင်ကအခုစားစရာရှိတာဖြစ်ကောင်းမရှိတာဖြစ်ကောင်းဖြစ်ပြစ်မယ်နည်းနည်းအခက်အခဲကြုံနေရတာဖြစ်ကောင်းဖြစ်မယ်ယာယီဖြတ်တန်းရတဲ့အချိန်ကလေးတွေရှိပါတယ်ယာယီခက်ခဲတဲ့အချိန်တွေရှိပါတယ်စိတ်ဆင်းရဲစရာကြုံနေရတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကိုယ့်ရဲ့ဝိညာဉ်ဟာမပြောင်းမလဲထာဝရအသက်ရနေတာဖြစ်တယ်ကိုယ့်ရဲ့ဝိညာဉ်ဟာမပြောင်းမလဲဖြောင့်မတ်နေသူဖြစ်နေတာဖြစ်တယ်ကိုယ့်ရဲ့ဝိညာဉ်ကခရစ်တော်ထဲမှာကောင်းကင်အရာမှာအခုစံစားနေပြီပဲဖြစ်တယ်အဲဒီလောက်ကောင်းတဲ့အသက်တာအရာရာ၌ယေရှုတော်ချီးမွမ်းမှာပေါ့ဆိုတော့ပထမဦးဆုံးယေရှုတော်ချီးမွမ်းခြင်းဆိုတာကိုယ့်ရဲ့ဝိညာဉ်လူရဲ့လွတ်မြောက်ခြင်းနဲ့ကယ်တင်ခြင်းအတွက်ချီးမွမ်းခြင်းဖြစ်တယ်